မယ်မကောင်းပါလားနော်အိမ်မက်ရမယ်မကောင်းပါလားဒီအိမ်မက်အဖြစ်မောင်ဖျားကိုတရုံးတင်အောင်ပါပဲလေတရုံးတင်အောင်ပါပဲအိုးမောင်ဖျားပါရမီရှင်ကြီးနမတော်လေးပါဗျာနမတော်လေးပါဗျာကာမတတဝကာမယော၌ကာမရမဏကာမသဘောကာမသောဖြင့်တလောဘစိတ်မောဟိနဲ့ပိတ်မှန်သည်ညစ်ညူးပြီးအသင်တဲ့အတွက်ကြောင့်အချိန်ပေါင်းအခါမတန်းကျွန်တော်ကြောင်းသင်္ကန်းလို့လာတယ်လေမှန်ပါဗျာနမတော်လေးတုံးတင်ပြဗျာညာကြီးအိမ်မက်ရမယ်မကောင်းလို့မောင်ဖျားကိုတုံးတင်ပြလေဗျာတုံးတင်ပြလေဗျာအဘယ်ကဲ့သို့သောအိမ်မများမြင်မဲ့လို့လေလမမှန်ပါဗျာနားစင်လို့ပါဗျာတန်မိုးအောင်ရမှာရွက်ွက်များများသူ့ဝိညာဉ်တင်းနေအိမ်မတော်မြင်မပါတယ်ဗျာမြင်ပါတယ်ဗျာနဲနေရုပ်သွေးအစစ်ဆိုးနေပန်းဒီပန်းနဲ့လူယောက်ျားကမပွေမရညောင်ဆောင်တက်ကဆွဲလျက်မြေကိုချရိပ်မြခက်ချင်းစခုနှစ်ခွေသေးဦးနှစ်ပြားကိုတကယ်ဆွဲယူလို့စားပါတယ်ဗျာစားပါတယ်ဗျာတို့ပါတော့ကြောင့်တားလာရှိသည်သမီးပပနှစ်ပါးတို့ကိုအနီးမှာထားတော်မူပါဗျာထားတော်မူပါဗျာရတဲ့ပွေတရားပါဗျာလက်ချင်းနှပြအစုံပြက်တိအပြေရကုံဝနာစုံနှပြပသားတွေကင်းရအမလေးရဲ့တင်းယူလို့သွားပါတော့နမတော်စကောလူကြောက်လာပါဘောဒီအိမ်မက်ကင်းအကင်းမလို့ပြားလို့လေးကြောက်ပါဘောဦးတော်မောဒီလိုလေးဘေဘီရောင်းနေမြောက်ပြီးအတုပေခောဒီဝပတာတော်အနုဘူတော်ပုပ္ပနိမိတော်တဲ့အိမ်မဲ့ညမရှိအကြောင်းတရား၄ပါးဆိုတာရှိရလေနမရမှန်ပါဗျာမှန်ပါဗျာအိမ်မဲ့တိုင်းဒီအကျိုးပြပေးသည်မဟုတ်စိုးရင်ကြောက်ကြတော်မူနေပါနဲ့ချမ်းသာစွာပြန်၍ဆက်တော်ခေါ်ပြီးရောနမရကောင်းလာပါပြီရှင်မင်းကြီးလူမောင်ဖေမှန်ပါဗျာမှန်ပါဗျာနနမိုးတော့အလင်းတို့ရောက်တော်ပြီဖြစ်ပါသဖြင့်နမတော်လေးတော်တယ်ဝင်းတိတိဟာရများရှာဖွေခွင့်ပြုလေလို့တောင်းပါဗျာကောင်းလာပြီနမရေကောင်းလာပြီကွယ်တားလာရှိသည်သမီးလာကနာစိန်တို့ညိုတွေးလို့လားဝဲလို့လားဟာရေးအတွက်မေဖျားဝနာဝေထွက်ကြည့်ချိုးချင်းဝါတော့တတိမြောက်ကိုရှာဖွေခဲ့မယ်ကွကြားလာလူကလေးတို့မှန်ပါမယ်ဗျာအေးချမ်းနဲ့သိရင်ကနောက်ကိုလို့မောက်ခကြီးတို့အပမခါသားရင်နေတာအိုးကွကလေးတို့ရဲ့ကြားလာကွမှန်ပါဗျာမှန်ပါဗျာဥထိပ်ရပန်းစင်းလို့ညင်ခွင်တော့နဲ့နေမတော်လေးတတိရှာပြရသည်ဗျာကောင်းလာပြီနမရSunny
ပတ်လုံးမမြင်မတွေ့ရကြပြီဖြစ်တဲ့ဘုံသားရစကားတူပါလားတဲ့နေပစိုးကိုဝစ်စင်ထားတော့ဘာရဒွာစာအနွယ်ဝဲဇက်နဲ့ဘုံသားချင်ပါရဲ့အဲ့ဒါမောင် ဖေရ ဘုံသားကြီးကခီးပြူချူပြီတော့ ဟဲ့ပုံနာမင်းညိုတက်ကြီးကို ပနာ အသင်ဘာကိုလို့ကျွန်တော်ရှင်လာတယ်မှန်ရကိုတန်တော်တင်စီဗျ ပတိကြီးပါဗလားအတိမင်းကြီးကဌာနတရားနဲ့ကတဲ့ပြည့်စုံဆရာအောင်တို့နဲ့မိကိုကိုးကွယ်ရတဲ့ဖြစ်အတိမင်းကြီးစီအတာဟိုတော်တဲ့ကဒေသမှုရှိုးတဲ့လည်းတွေ့နမ်းပါတဲ့ရတိမင်းပြတဲ့လည်းတွေ့လို့အတိမင်းကြီးစီအတာအခက်ခဲတဲ့တာခဲ့ရတဲ့အတွက်အလူလားကတာပါဗလား ဩစီတမှုဆိုးနေလဲတွေ့ဣဇိတရသေးကြီးကလည်းလမ်းပြတယ်ချင်းမ မလားပါဗလား ကောင်းပြီဤသို့ဆိုရင်သင်ဘာကိုအလိုရှိသည်ဆိုတာသာပွင့်လင်းစွာလျှောက်တင်စေဗျ ပတိကြီးပါဗလားကျွန်တော်မျိုးတို့ဒီရှိတာကတော့အတိမင်းကြီးရဲ့သားတော်နဲ့သမီးတော်ကိုကျော်တော်ကကျွန်တော်မျိုးကိုပေးသနာတော်ပူပါဗလား ဟဲပုတ္တာပြိစ္ဆာကမြည်သောသားသမီးတွေကိုစွန့်ပြီးတော့လူကြီးချမ်းပြောက်တော့မှာပါလားထပြောက်တော့မှာပါလားကောင်းပြီသင်ပုံလားသားတော်နဲ့သမီးတော်တို့အားအသိကိုကျွန်တော်လူတန်းမှာမြည်ဗျ ဟာသူဒီကိစ္စလားဗလားကဲ တို့ဘာတော်ညာသူတို့၏မိခင်မရီဒေဝီတစ်တိရှာထွက်နေသည့်အတွက်ခိတ္တသီခံဆောင်ဆိုင်ပြီလို့ဆောင်ဆိုင်ပြီလို့ မလားပါဗလားကိုပေးကြတဲ့အနာကိုရှောင်းမဲ့ဆိုရင်ဒီကလေးတွေကိုလူပြေးမှာမဟုတ်ဘူးဗလားအတိမင်းကြီးရှိတဲ့ညာလို့နာပြီးတော့လူခံရတာပါဗလား ဤသို့ဆိုရင်လေသူတို့၏ဘိုးတော်သိမ့်စီမင်းကြီးထံသို့ခေါ်သွားပြီတော့ဤကလေးများကိုခေါ်သွားလေတင်အလိုရှိသောဥစ္စာယရနာများစွာရပါလိမ့်မယ်ဘုံတိုင်း မလားပါဗလားကျွန်တော်မျိုးကဥစ္စာတွေမပက်ပါဘူးဗလားကျွန်တော်မျိုးရဲ့သတိနဲ့ပြည့်တဲ့အမိတ်တာကလေးကျိုးတို့တင်တဲ့အတွက်ကြောင့်မို့ကျိုးတာလို့တင်ပါတယ်ဗလားကျိုးတာလို့တင်ပါတယ်ကဲဤသို့ဆိုရင်လေသင်သဘောအတိုင်းသာရှိစေသားတော်သမီးတော်တို့အားယခုပင်ပေးလူပါတော့မည်ဗျာ ဝိသတိကြည့်လိုက်တာဗျာဝိသတိကြည့်လိုက်တာကဲ သားတော်မောင်စာလေးသမီးတော်လေးအိုးဘယ်များရောက်သွားကြပါလိမ့်သားတော်သမီးတော်လေးတန်တော် မလားပါဗလား ဒီပုံနာကြီးဆမ်းမလှမယ်ဆိုတာသိလို့ကျောက်လို့ပုံကုန်ပြချင်ပါရဲ့တော်တော်သမီးတော်လေးသမီးတော်ပါရမီတော်ဖြည့်မယ်ဆိုတော်တော်မောင်းလို့ရဲ့သမီးတော်ပါရမီတော်ဖြည့်ကြစမ်းမကလေးရဲ့ မလားပါဗလားအမေမင်းကြီးကခုနတော့သားတော်နဲ့သမီးတော်ကိုလူမဲလို့လည်းပြောထားပြီးပြီအခုတော့ကလေးလေးကိုပြန်ရှင်းပေးပြီးတော့ကြောင်းတက်ပါခွက်သားတာလားပါခွက်သားတာလားဗလား မဟုတ်ရပါသင်ပုံနိုင်ခိတ္တသီးခံဆောင်ဆိုင်ပါသမီးတော်ရဲ့ဈာနာလူမြောင်းပုံခိုးတဲ့နေရာလေးရထွက်ခဲ့ကြပါလားကလေးရဲ့ထွက်ခဲ့ကြပါလားအလူတစ်ခုပြုတော်မယ်ဆိုရင်အလူကံလူဝဲပစ္စည်းနဲ့လူတဲ့သူသုံးဦးညီမအလူမြောက်တဲ့အခုတော့လူဝဲပစ္စည်းပါနဲ့သမီးအတူပြောက်သမို့အော်ငါလူမမြောက်တော့ပါလား
ကပြောပြီးတော့အတင်မင်းကြီးကဘုရားကွာတာသုံးသက်နေတာလားဗလားသုံးသက်နေတာလားဗလား မဟုတ်ရအောင်သင်ပုံနဲ့ခိတခဏတိဆောင်ဆိုင်မှာလို့ဒါတော့သမီးတော်တို့ကမဲတော်ပါရမီတော်ဖြည့်ကြစမ်းပါကွပါရမီတော်ကိုဖြည့်ကြစမ်းပါမင်းတို့လေးတွေမမပုံးနေတဲ့ဆိုတာကမဲတော်သိတယ်ကြာခရဲ့စင်ချေရတာတွေ့သည်မို့ကြာခနဲ့ကတက်ခဲ့ကြပါကလေးတို့ရဲ့တက်ခဲ့ကြခမဲတော်ဘုရားတင်တို့ကိုလူမျိုးဆိုသည်ကမချစ်မခင်းလေးမဟုတ်ခမဲတော်ရဲ့အသေးနှလုံးတွေထုတ်ပြီးလှူဒန်းလိုက်ရတာပါကွတတ်တော်ရီအတွက်တပ်ပင်ညတာရှင်ညာတော်ဆိုတဲ့တရားအစစ်ကိုမြင်ပြီးနိဗ္ဗာန်ရောက်ကြောင်းတရားကိုဟောဖို့အတွက်ပါသားတော်ရဲ့ပါရမီဖြည့်မဲလားခမဲတော်ပါရမီဖြည့်ပြီးဤပုံနာချင်းတော့ကားတော်မိတော်လိုက်ပေါ်ကြပြီတော့ကွယ်လိုက်ပေါ်ကြပြီတော့ မမကမရောဗျာဒီပုံနာအိုးတော့သားတော်မလို့လိုက်ပြတယ်လေဗျာဒီပုံနာအိုးတော့သားတော်မကြောက်လို့ပါဗျာကြောက်ပြီလေမမရောကြောက်တယ်ဗျာမလိုက်ဘူးဗျာ ရှိစေအဲ့ဒါလို့ဆိုရင်အတင်ပုံနာ ဗလား စနူရဲ့အသက်ကိုလူခံမတော့တင်ပုံနာရဲ့အသက်ပေးလိုက်ပါတော့မယ်တင်ပုံနာ မလာပါကမရောဗျာမရောဗျာအသေးမလာပါနဲ့ဗျာအဲ့တော့ဒီပုံနာအိုးတော့လိုက်တော့ပါမယ်ဗျာတော့တော့လေတော့မောင်မလူပါဗျာဒီမငယ်အသက်ကလည်းကြောက်တော့မရဗျာပြလိုက်အသက်တွေပါလိမ့်မယ်ဗျာတော့မောင်လူပါဗျာလူလိုက်ပါဗျာ တို့လိုက်တဲ့တော်မောင်ညီမတို့တွေ့အမတန်ဂယုဏကြီးမှာပါပဲသမီးတော် ဗျာ တတ္တဝါတွေအားလုံးအတွက်ခမဲတော်ပါမီဖြစ်မလားသမီးတို့ မမဗျာခမဲရမနေဗျာခမဲရမနေဗျာသမီးရလည်းလိုက်ဝါပါမယ်ဗျာ ကဲတော်မောင်စိတ်တရားရှင်စွာထားပြီးတော့ကွနော်ဒါတော်မောင်ကဲတင်မဲ့သူများတွေ့ခဲ့ရင်ရွှေစင်နိခငွေစင်နိခတစ်ထောင်ပြည့်ရွေးစီလို့သမီးတော်လေးကိုတော့ဖြင့်ဆင်မြင်းနွားလားယထာတရားတို့နဲ့တူရွှေစင်ပြည်စင်တရားနိခပြီးရွေးစီလို့ကြားလား မမကမရောဗျာ အသိပုံနာချားရဲ့နော် ကြာဒီကိပါလေဗလား အလုပ်တစ်ခုပြုတော့မယ်ဆိုရင်စိတ်တရားရှင်စွာထားရတယ်တဲ့ကဲစိတ်တရားကြည်လင်စွာဖြင့်လူတန်းကြရစို့လို့ကဲဒီရမယ်ပုံညာတပင်ညူတညာနတ္တပရိဝေဒတပစ္စယောဟောတု ဒီကနေ့တော့တယ်ဒီကနေ့တော့တယ်တော့တယ်ကပိုက်သွားပြီငါတို့ကိုလိုက်ခဲ့ရမယ်ဂျုံမာလေးလေဂျုံလေးလေဟာဆာလာဆာ တယ်ဗျာ ရုံးလားဟဲ့ရုံးလားဟဲ့ရုံးလားဟဲ့ရုံးလား အားလုံးနေတာလေကမရောဗျာ ဂျုံလေးလေဂျုံမာလေးလေလိုက်တဲ့ မလို့ကျုံးတော့ပါလေပုံသားကြီး ဘာလို့မတော့အမနေတော့ကကျုံးတာကိုကျုံးတော့ကျုံးတော့အမပေါ့ငါကတက်ကြည့်တော့တဲ့ဟဲ့သာကဲလိုက်တဲ့ဂျုံလေးလေလိုက်တဲ့လာ ကမရောကမရော ကျုံးလား ကမရောကမရောအောင်မလဲနာလာကြီးရဲ့ကမရောဗျာ ကျွာသာသာကျွေးဖို့ဘုံမကဲပါဖယား အမေကြီး
နဲ့မဆိုင်ဘူးသူလည်းမဆိုင်ဘူးငါနဲ့ဆိုင်တယ်ထားဘယ်ဒါလူပဲပေါ်သွားပါလေပဲပေါ်သွားပါလေဟဲ့ပဲပေါ်သွားပါလေ တော့မှမလည်းပုံသားကြီး ငါတို့ချစ်တော့တောင်းပါမတောင်းပါနဲ့ဟာဘာပြောလိုက်ဘာပြောလိုက် ကြောက်ပါတော့ ဘာပြောလိုက်ဟာ ဘာလဲတော့ဗျာ တော့တော့ရ ကျေးဇူးဗျာဘာလို့ဘာလဲမလို့ဗျာဘာလို့ဗျာ ကဲကြောက် ဘယ်လိုဗျာ ရာပြေ တာတော်မောင်လေးသမီးတော်လေးမေဖေပြန်လာပြီလေကိုယ့်တာတော်သမီးတို့လူဖေကိုရခင်တော့ပြန်လာပြီဆိုမှဖြစ်မောင်ဖေကိုစင်းညာဥမှာဖုတွေ့ရသမြဲပါအခုတော့မောင်တော်တခင်ကိုလည်းဖုမတွေ့ရတာတော်သမီးတို့ကိုလည်းမမြင်လူဖေမူမေကမြင်မလဲပြီမလဲဒီမနာဝဲဝဲရပါတော့ဖေကွေကေပါဦးနေမြေတော့နေမြေတော့တော်မောင်တမီးရလေမပြောင်းမကြည့်သားကြပါနဲ့ကွယ်သားတို့တမီးတို့လူမောင်ပြမလာပါဗျာသားတို့တမီးတို့မမြင်လို့နေမလို့လေးရွှေရင်ကွယ်ရပါတော့မဗျာရွှေရင်ကွယ်ရပါတော့မဗျာတိရှာထွက်သွားလိုက်တာပြန်လာခြင်းတော်စောလာထွက်လို့ဒီပါဘောမလီမလာပါဗျာဘယ်သူမဘဲရဲ့တိတော်ပြောမိစော်ကြီးနဲ့မွေလူတင်းအထူးပျော်မွေးခဲ့ခြင်းပါဟမ်မလေးဗျာဘလို့မနှိုးကြုံလိုက်တာလေဗျာဘလို့ပြမိန်တော့မူလိုက်တာလေဗျာကိုရခင်နပါပြီတူစီတော့ကျင်နာသားကယူရပြန်လဲတူစိတ်ကိုတူချိုးတကားပြကိလာလို့နိုင်ရစငယ်တိုးဝနာတဲ့သစ္စာမြဲလို့ထူကေထွေရမရှိ냐အစေတရားရှိနေပါဗျာသတိထားတော့ပါဗျာနမတော်လေးကိုနာရှက်ပွဲမိန်တော့မူလိုက်ပါနဲ့ဗျာကဲနမရေမွန်းတဲ့အချိန်ကတစ်တိရှာထွက်နေစဉ်ငင်းကလေးပဲ့ကျင်တော်ဟိအပန်းမတွေ့ခဲ့ဘူးလားမကြားခဲ့ဘူးလားနမမလာပါဗျာနမတော်လေးတတိခုနေကြိုက်ကြားလိုက်မြင်လိုက်ပါလေဗျာကြားလိုက်မြင်လိုက်ပါဗျာအဲ့ဒါတခြားကြောင့်မဟုတ်ပုံနာတူဟာချစ်လာသွားပါတော်နဲ့သမီးတော်တို့ကိုကျွန်အလို့ငါလှူရလိုက်လို့ပဲမလေးဗျာဗျာလေးရင်းနေကိုရပါဗျာမလေးနမတော်လေးရင်းနေကိုလို့ဒီမဝေရတော့ဗျာမလေးမဝေရတရားယူလေအပူငိမ့်လေနမရတရားယူအပူငိမ့်တော့နမတော်လေးဘလို့တရားယူလို့အပူငိမ့်ရမှာလေဗျာကိုလာလွယ်လို့စေလာပွားခဲ့ပြီးနမတော်လေးအသားလေးစားပြီးကျွေးလိုက်ပါပြီဗျာနမလေးရစလိုက်ပါပြီဗျာရစလိုက်ပါပြီဗျာဇာနံတက္ကသတောပနံဇာနံပတိယမုဒ္ဓမံဇာနံဥစုကတံမကံဇာနံမောက္ခပရံဝရံနဲ့နမရဒီကဲ့သို့ရှိသောဘုရားလောင်းတူတော်ကောင်းတို့ထုံအောင်ကျင့်ယိုဒါနာမျိုးဟူသည်ကမြင့်မြတ်အမြင့်မှန်သောယရနာဒုတ်ကြီးအဖို့တိုက်တန်းသောထုတ်ကြီးဖြင့်ဇောင်းနှံလေကားကြီးတပွဲဖြစ်သောလွယ်ကူလင်းမြန်နိဗ္ဗာန်ရောက်ကြောင်းအချင်းကောင်းပြီပဲတရားကောင်းစင်စစ်ဧကံဖြစ်တဲ့အတွက်ဒါတော်သမီးတော်တို့ကဒါနပါရမီတော်ဖြည့်ဆည်းဖို့တော်ရမို့အိုးစေတနာသုံးတန်ထပ်ပံဖြူဖွေးအလူပေးရပြီလို့စိတ်ကရှင်းရှင်းနဲ့တာတို့အနုမောဒနာခေါ်ပြီးတော့နမ
မှန်လားပါဗျာမောင်ဖေမှန်လားပါဗျာမှန်လားပါဗျာ အေးတရားယူအပူငိမ့်နေဟဲ့ တန်ဖို့မဖြစ်နိုင်တဲ့အလူပါဗျာတန်ဖို့မဖြစ်နိုင်တဲ့အလူပါဗျာမောင်ဖေရဲ့ပုဒ်တာပိတ်တာကပူတော့သာသမီအလူကိုမဟာပထဝီမြေကြီးကပဲကောင်းကြီးပေးပါလေဗျာကောင်းကြီးပေးပါလေဗျာ မှန်ပြီတယ်နမ ဗျာနမတော်ကလည်းအနုမောဒနာပြုလိုက်ပါမယ်ဗျာပြုလိုက်ပါမယ်ဗျာဒါကျူ နမ ဒါကျူ စိတ်တရားရွှင်စွာထားပြီယောနမရဲ့ သာရူပါဗျာ အသင်ပုံနာဘယ်သူသောအကြောင်းကြောင့်ကျွန်ုပ်ထံသို့ရောက်ရှိလာသလဲတယောက်ပြန်စီဗျာ မလားပါဗျာရှင်မင်းကြီးစီအလူပွဲရ၌ဒုက္ခသောပုဂ္ဂိုလ်ဖြစ်ပါသဖြင့်ဘုရားကျွန်တော်မျိုးအလူခံရောက်ရှိလာခြင်းဖြစ်ပါဗျာ ကောင်းပြီတယ်ဗျာဒီလိုဆိုရင်အသင်ဘာကိုအလိုရှိသလဲတယောက်ပြန်စီတော့ဗျာ မမဘုရားကျွန်တော်မျိုးအလူခံလို့ဒီမှာတခြားမဟုတ်ပါဗျာအရှင်မင်းကြီးတောင်ညာတန်တေဝီမေတိမြူရမဒီတေဝီရအလူခံပါသည်လူပဲတော်မူပါဗျာ ပရိယာပြိဇာကမြည်တော်လူကြီးထမြောက်တော်ပါလားထမြောက်တော်ပါလားအသင်ပုံနာ ဗျာ အသင်လိုရှိသောကျွန်ုပ်ကျင်းအမြောက်သားဇနီးများကိုပေးလူပါပေးလူပါ ဟောမြောက်လာပါဗျာ မှန်လားပါဗျာဝကြီးဝင်ငယ်ပြုသူကိုရိုနာမှမရှိအဖြစ်ကိုရိုအခက်ကြီးကြုံအောင်ပါလေဗျာနမတော်စိတ်ကူလာပါလေဗျာ နမတော်မလီဗျာ မှန်လားပါဗျာမှန်လားပါဗျာ ကိုရရှိမြတ်ဒီပုံနာအသင်ကိုလူမီဆိုသည်ကမချစ်မခင်၍မဟုတ်တပ်ပင်ကြီးတာရွှေဉာဏ်တော်ကိုလိုချင်ပါသဖြင့်တတဝါများတန္တရာဝဆင်းကြီးရဲ့ကဲတင်စရာအလို့ငါလူဒန်းချင်းသာဖြစ်ပေတယ်ဗျဘောဒီစုပန်းယောက်ျားမန်တို့ငါးရံပြိဇာကဇရိယာနဲ့တကွမချွတ်တွင်းညွတ်၍အမျက်ဝတိပါရမီကိုကုညီအားဖြင့်ဖြစ်ပဲဖြစ်၏တဲ့ပါရမီဖြစ်ပြီတော့နမရဲ့ မှန်လားပါဗျာရှင်မင်းကြီး16နှစ်သားအရွယ်မှစ၍နမတော်သည်ပါရမီဖြည့်ခဲ့သူပါဗျာသူဖြစ်ပါ၍နမတော်အားအရှင်မင်းကြီးအရှုအစိုးရတော်မူတော်ဖြစ်သူဖြစ်ပါလိမ့်ဗျာ မှန်ပြီလေနမရဲ့မှန်ပြီလေ တို့သောကြောင့်အရှင်မင်းကြီးပြုလို့ကပြုရောင်းလို့ကရောင်းလူရန်လို့ကလူရန်နိုင်ပါဗျာလူရန်နိုင်ပါဗျာအရှင်မင်းကြီးအပေါ်မှာနမတော်စိုးစီမြအမျက်ထွက်ခြင်းအလင်းမရှိပါဗျာအလင်းမရှိပါဗျာ လိမ္မာခွင့်တိပညာရှိသာဒီတိတေမတ်မိမမြတ်အင်မတန်မြင့်မြတ်သောပါရမီဖြည့်ပဲမေမရီပါတကား မှန်လားပါဗျာ နမတော်ရေစသွန်းချလူရမယ်နမအသင်ပုံနာ ဗျာ ယမန်လေးအသင်ကဲ့သို့သောနှစ်နဲ့ပစိုးဝဆင်းသည့်ဘာရဒွါစပုံနာတူဟာကျွန်ုပ်ချစ်လာသောသားတော်သမီးတော်တို့ကိုလှူဒန်းခဲ့ပြီးပြီယခုလည်းကျွန်ုပ်ကျင်ရမြောက်သားဇနီးများကိုပေးလူပါတော့ဗျာပေးလူပါတော့ဗျာ ဟောမြောက်လာပါဗျာ စိတ်တရားရှင်းစွာဖြင့်လူရန်နိုင်မယ်ကောင်းကြီးသာဓုခေါ်စေတော်ဒီရမေပုံညာသဗ္ဗညုတညာနာပရိဝေရတပစ္စယောဟောတုသာဓုနတ်ပြေ၆တက်ပိုင်းရစိုးနေနဲ့ကျွန်ုပ်တရားမင်းဖြစ်ပေတယ်ဗျာအသိမင်းကြီးရဲ့ပါရမီကိုကူညီဖြစ်နေရန်ပုံနာရောက်ဆောင်၍မရီမီဗျာလာရောက်အလူခံခဲ့ကြီးဖြစ်ပေတယ်သင်ရဲ့ဒါနသူ့ရဲ့မှုကိုမြင်ဝါထင်နေကျွန်ုပ်မြင်ရပါသောကြောင့်မရီမီဗျာမင်းကြီးထံပြန်လဲအနိုင်၍ရှစ်ပါးသောသူကိုချီးမြှင့်တော်အံလိုရာသူကိုတောင်းပေတော့မင်းကြီးတောင်းတော့ဗျာ
ကောင်းလာပြီရှစ်ပါးသောစုကိုပေးမည်ဆိုရင်ချင်းအကျဉ်းလိုချင်သောပထမဦးဆုံးစုဒီမှာကခမဲတော်သိသိမင်းကြီးသည်အမျက်တော်ပြည်ကျွန်ုပ်အားရွှေပြည်သို့ပြန်ခေါ်ကားမင်းအဖြစ်သို့ဆောင်နှင်းပေးရပါစေတည်း သာဓုသာဓုသာဓုရ ဒုတိယတောင်းလူသောစုဒီမှာကမင်းဖြစ်သူရောက်တော့ခါမင်းပြင်းမင်းနံသိရတတ်ခွင့်ကျုံသူကိုပင်တတ်လိုခြင်းစိတ်မရှိခြင်းကဖြစ်ပါစေတည်း ကောင်းလိုက်တဲ့သူပြည့်တယ်ဗျာပြည့်တယ်ဗျာ တတိယတောင်းလို့သောစုဒီမှာကခါသိမ်းတော်သူတို့သည်ကျွန်ုပ်အားမိခိုး၍အသက်မွေးဝမ်းကြောင်းပြုကြစေကုန်သတည်း မုံမြတ်သောစုဖြစ်တဲ့အတွက်တောင်းလိုက်ရသေးဗျာ စရုဒ္ဓစုဒီမှာကကျွန်ုပ်သည်ကျွန်ုပ်၏ရှင်ရားမြောက်သားဇနီးများမှလွဲတပါးသူတို့၏ဇနီးများများပေါ်လော်လီဖောက်ပြန်သောစိတ်မရှိခြင်းကဖြစ်ပါစေတည်း သာဓုဗျာသာဓုသာဓု ပြင်စမမြောက်သောစုဒီမှာကကျွန်ုပ်၏ဆက်သက်ကုန်သောမိဘမယားသမီးသားနှင့်ဆွေမျိုးညာတိရှိရှိသမျှတို့သည်အနာရောဂါကင်းရှင်းကြလျက်တရားတော်စစ်ကိုအောင်နိုင်သောမင်းများဖြစ်ရပါလို့ မုံမြတ်သောစုဖြစ်တဲ့အတွက်ပြည့်တယ်ဗျာ စတ္ထမမြောက်သောစုဒီမှာကနန်းနဲ့မိုးသောအလင်းရောက်သည်ရှိတော်ကျွန်ုပ်ရှိသူအစာဖြောဆသောအာဟာရအသုံးဆောင်တို့သည်အလိုလျောက်ရောက်ရှိပါစေတည်း ဒါတိုင်းရသေးဗျာ တတ္တမမြောက်စုဒီမှာကကျွန်ုပ်သည်ပေးတယ်မကုန်လူရည်မခံလူရန်နိုင်လေတရားတရားပွားများနိုင်သူအသက်ချက်ဆုံးဖြစ်ရပါလို့ ကောင်းလာပါပြီမင်းကြီးသာဓုဗျာ ကျွန်ုပ်နောက်ဆုံးတောင်းခြင်းသောစုဒီမှာကအထမမြောက်စုသည်ကျွန်ုပ်သည်ဤဘဝမှာနတ်ရွာသားသည်ရှိတော်တုတ်ပိတာနတ်ပြည်၌ဆန်စားရ၍ထိုနတ်ပြည်မှလူပြည်သို့တစ်ချိန်သာလျင်စုတည်ပြီးထိုလူဘဝ၌တောင်းတပ်ပင်ညုကြရွှေညံတော်ကိုရရှိသောဖယားစင်စစ်ဧကံဖြစ်ရပါစေတည်းဖြစ်ရပါစေတည်း သာဓုသာဓုသာဓုမင်းကြီးဝေဒံဒီအလောင်းတော်မှန်းပါသဖြင့်ပံမမြစုသူတို့သည်ယခုတဝသည်ပြည့်လေတည်း